အားလုံးပဲမင်္ဂလာပါမြောင်နယ်လီ sharing channel ကနေပြီးတော့မှပြန်လေးကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လားယူကရိန်းစစ်ပွဲနဲ့ဆက်ဆက်ပြီးတော့မှလက်တလုံးမှာဆိုရင်မိโกကြော့လျှောက်ပြဿနာတွေကလိုက်လာပါတယ်ဒီရပိုင်းဖြစ်တဲ့ဒီမလ2ရက်နေ့တုန်းကဆိုရင် UK ကဥဆောင်ပြီးတော့မှယူကရိန်းအတွက်ထိပ်သီးညီလာခံကျင်းပပေးပါတယ်ဒီညီလာခံကနေယူကရိန်းအတွက်ဆက်အကူအညီပေးမယ်ဆိုပြီးတော့မှဥရောပခေါင်းဆောင်တွေကကြေညာခဲ့ပါတယ်ဒါပေမဲ့3ရက်နေ့မှာတော့ဒီ American ဘက်ကယူကရိန်းကိုပေးအပ်နေတဲ့အကူအညီတွေကိုရပ်လိုက်ပါတယ်4ရက်နေ့မှာတော့ Zelensky ဘက်ကထရန့်ရဲ့ဥဆောင်မှုနဲ့ဒီငင်းငယ်ရဆွေးနွေးမယ်ဆိုပြီးတော့မှထုတ်ပြောရတဲ့အထိကိုဖြစ်လာပါတယ်။ American ဘက်ကဒီယူကရိန်းအတွက်မထောက်ပံ့တော့မဲ့အနေအထားတွေဖြစ်လာနေသလို NATO အဖွဲ့ဝင်ဥရောပနိုင်ငံတွေကလည်း American ရဲ့အကာအကွယ်တွေနဲ့နျူကလ িয়ার ထိရိပ်တွေဆုံးရှုံးသွားမှာကိုစိုးရိမ်လာပါတယ်။ NATO အဖွဲ့ဝင်ဥရောပနိုင်ငံအများစုက EU အဖွဲ့ထဲမှာပါဝင်ပါတယ်။ EU က NATO လို့တော့စစ်ရေးမဟာမိတ်မဟုတ်ပါဘူး။ဒေသတွင်းနိုင်ငံတွေအချင်းချင်းကဒီစီးပွားရေးနိုင်ငံရေးနဲ့အစားပူပေါင်းဆောင်ရွက်မှုတွေလုပ်မယ်ဆိုရင်အဆင်ပြေအောင်လို့ဖွဲ့စည်းထားတာပါ။ဒါပေမဲ့ကာကွယ်ရေးနဲ့ပတ်သက်တဲ့အချက်တွေမရှိတာတော့မဟုတ်ပါဘူး။ဥရောပသမဂ္ဂပြည်နယ်ရဲ့အမှတ်40ခွန်အပိုင်း9မှာဆိုရင်ဒီအဖွဲ့ဝင်နိုင်ငံတစ်ခုခုကပြင်ပရင်နဲ့ကြုံလာရင်အခြားအဖွဲ့ဝင်တွေကကုညီထောက်ပံ့တာဒါမှမဟုတ်ကုညီခုခံမှုတွေလုပ်ပေးတာစတာတွေကိုလုပ်ခွင့်ရှိပါတယ်။လုပ်ခွင့်ပဲရှိတာပါ။ NATO လိုမျိုးတော့လုပ်ကိုလုပ်ရမယ့်သဘောမဟုတ်ပါဘူး။နောက်ပြီးတော့မှဒီပြင်ပရင်ကြုံနေရတဲ့နိုင်ငံကဂျားတွေနိုင်ငံဖြစ်နေပြီးတော့မှကုညီတဲ့နိုင်ငံတွေက NATO အဖွဲ့ဝင်ဖြစ်နေမယ်ဆိုရင်လည်းဒါက NATO နဲ့မသက်ဆိုင်ပါဘူး။ဥရောပသမဂ္ဂအဖွဲ့ဝင်28နိုင်ငံထဲမှာ NATO မဟုတ်တဲ့နိုင်ငံက3နိုင်ငံပဲရှိပါတယ်။ဒီနိုင်ငံတွေက Ireland, Austria နဲ့ Cyprus နိုင်ငံတွေပါ။ကျန်တဲ့24နိုင်ငံက NATO အဖွဲ့ဝင်တွေပါ။ Austria နဲ့ Ireland ကတော့ဒီဂျားတွေဝါဒကိုကျင့်သုံးပါတယ်။ဒီနိုင်ငံကစစ်ပွဲတွေမှာဝင်ရောက်တိုက်ခိုက်တာတွေမလုပ်ခဲ့တာလည်းကြာပါပြီ။ကုလသမဂ္ဂရဲ့ငြိမ်းချမ်းရေးထိန်းသိမ်းမှုစစ်ဆင်ရေးတွေမှာတော့ဒီနှစ်နိုင်ငံတပ်တွေကပါကြပါတယ်။ဒါကလည်းတိုက်ခိုက်ရတာမျိုးထက်နှစ်ဖက်ပဋိပက္ခမဖြစ်အောင်အတွက်ဂျားမှာနေပေးရတဲ့သဘောရှိပါတယ်။ Cyprus ကလည်းဒီဂျားနေမူဝါဒကိုကျင့်သုံးပေမဲ့1984မှာစဖြစ်ခဲ့တဲ့ Cyprus အရေးမှာတော့ဂရီးရဲ့စစ်ရေးအရာဒီကူညီမှုကိုလက်ခံခဲ့ပါတယ်။ဒါကြောင့်သူ့ကိုတော့ဒီဂျားနေနိုင်ငံတခုလို့ပြောလို့မရပါဘူး။ EU ထဲမှာအများစုက NATO အဖွဲ့ဝင်ဖြစ်နေတဲ့အတွက်ဥရောပရဲ့ NATO လိုကိုဖြစ်နေပါတယ်။ဒီတော့ EU နိုင်ငံတွေကဘယ်လောက်အထိအင်အားကြီးတယ်လဲ။ရုရှားနဲ့ရင်ဆိုင်လို့ရောရှားနိုင်သလား။ဘယ်လိုရင်ဆိုင်ရမှာလဲစတာတွေကိုဒီနေ့ဗီဒီယိုမှာသုံးသပ်တင်ဆက်ပေးတော့ပါမယ်။ဥရောပနိုင်ငံတွေလို့ကျွန်တော်တို့ဆိုလိုက်တာနဲ့သူတို့ရဲ့ရက်တီချက်ကအုပ်စု3ခု꿰ပါတယ်ပထမအုပ်စုကတော့အနောက်အုပ်စုဝင်တွေဖြစ်ပြီးတော့မှဒုတိယအုပ်စုကတော့ရုရှားနဲ့နီးကပ်တဲ့အုပ်စုပါတတိယအုပ်စုကတော့ဘေဖက်မှမပါတဲ့ဂျားနယ်အုပ်စုပါဂျားနယ်အုပ်စုမှာတော့ဆွစ်ဇာလန်အိုင်ယာလန်နဲ့ဩစတြီးယားတို့ပါဝင်ပြီးတော့မှအန်ဒိုရာလက်ရှင်စတိုင်ပြီးဗာတီကန်နဲ့အခြားနိုင်ငံတေးသေးလေးတွေလည်းဒီအုပ်စုတွေမှာပါဝင်ပါတယ်ရုရှားနဲ့နီးကပ်တဲ့အုပ်စုမှာတော့ဆာဘီးယားနဲ့ဘီလာရုစ်နိုင်ငံတွေပဲရှိပါတယ်ကျန်တဲ့နိုင်ငံတွေကတော့အနောက်အုပ်စုဝင်တွေပါယူကရိန်းဆိုရင်တော့ EU လည်းမဟုတ် NATO လည်းမဟုတ်ပေမဲ့ဒီအနောက်အုပ်စုတွေမှာပါယူကရိန်းလိုမျိုးအနောက်ရင်းပေမဲ့ EU လည်းမဟုတ် NATO လည်းမဟုတ်တဲ့နိုင်ငံတွေလည်းရှိပါသေးတယ်ဒီဘော့စနီးယားနဲ့ကိုဆိုဗိုနိုင်ငံတွေကဒီလိုမျိုးနိုင်ငံတွေပါကိုဆိုဗိုကိုတော့ဒီတချို့ကနိုင်ငံလို့မသက်မှတ်ထားကြပါဘူးဒီအချက်တွေကတော့ဥရောပအကြောင်းကိုကျွန်တော်စကားပြင်ခံထားတာပါဖေဖော်ဝါရီ14ရက်နေ့တုန်းကမြူးနစ်မှာလုံခြုံရေးညီလာခံကျင်းပခဲ့ပါတယ်အနောက်အုပ်စုဝင်တွေကပဲအများဆုံးတက်ရောက်ခဲ့တာပါဒီညီလာခံမှာဆိုရင်သမ္မတဇယ်လန်စကီက EU Army လို့ခေါ်တဲ့ဥရောပစစ်တပ်ကိုဖွဲ့စည်းသင့်ပြီဆိုတဲ့အကြောင်းပြောခဲ့ပါတယ်ညီလာခံကိုတက်ရောက်လာတဲ့ American ဒုသမ္မတကလည်း American အနေနဲ့ဥရောပကိုဆက်ကောက်ွယ်ပေးဖို့မရေရာတဲ့သဘောမျိုးပြောခဲ့ပါတယ်ဒီအကြောင်းကိုတော့ကျွန်တော်ရှေ့ကဗီဒီယိုမှာလည်းထည့်ပြီးပြောခဲ့ပါတယ်အဲ့ဒီကနေစားလိုက်တဲ့ American ဥရောပနဲ့ဒီယူကရိန်းအကြားကဆက်ဆံရေးကင်းကွာလာမှုကတဖြည်းဖြည်းနဲ့အခြေအနေဆိုးလာပါတယ်ပြင်သစ်သမ္မတမက်ခရွန်ဆိုရင်ဥရောပရဲ့နျူကလ িয়ার ထိရိပ်နေရာမှာဝင်ယူဖို့အတွက်ထုတ်ပြောလာပါတယ် UK ဘက်ကလည်းဒီယူကရိန်းအတွက်အကူအညီပို့တိုးဖို့နဲ့ဥရောပနိုင်ငံတွေကဒီစစ်ပွဲမှာကူညီဖို့အတွက်လှုံ့ဆော်ပေးလာပါတယ်။နောက်ပြီးတော့မှဥရောပနိုင်ငံတွေအနေနဲ့လက်နက်တပ်ဆင်မှုတွေလုပ်သင့်ပြီဆိုပြီးတော့မှလည်းပြောခဲ့ပါတယ်။ဒါတွေကိုကြည့်လိုက်ရင်ဥရောပနဲ့အမေရိကန်ကယူကရိန်းစစ်ပွဲကြောင့်ခေါ်ပြေးလာနေပြီလို့ကျွန်တော်တို့မြင်နိုင်ပါတယ်။ဒါပေမဲ့ဇယ်လန်စကီပြောသလို EU Army ကဖြစ်လာနိုင်ပါမလား။ဒီနေရာမှာတော့ EU အဖွဲ့ထဲမှာ UK မပါဝင်သလို NATO အဖွဲ့ဝင်ဥရောပနိုင်ငံအဆိုလည်းမပါပါဘူး။ EU ရဲ့နှာမေအောက်ကနေဖြစ်လာနိုင်တာထက်ဒီဥရောပတိုက်က NATO အဖွဲ့ဝင်တွေရှိပဲစူးစီးထားတဲ့သဘောပဲဖြစ်လာနိုင်ပါတယ်။ဒီအဖွဲ့ဆိုတာကလည်းဒီအဖွဲ့အစည်းတစ်ခုဆိုတာထက်စူးစီးမှုအနေနဲ့ပဲဖြစ်လာပါပါ။ဆိုလိုတာက NATO တာမှမဟုတ် EU လိုယုံကြုံနေရတွေဒီအဖွဲ့အစည်းပုံစံတွေပြီးပဋိညာဉ်တွေနဲ့အစအရာတွေရှိနေမှာမဟုတ်တာပါ။ဥရောပနိုင်ငံတွေကစီစီလုံးလုံးမရှိတတ်ကြပါဘူး။ NATO အဖွဲ့ထဲမှာအများစုရှိနေကြတာကလည်း American ကြောင့်ပါ။ American ဘက်ကသာဒီအစီအစဉ်ကိုမလုပ်ဖြစ်ခဲ့ရင်ဥရောပတိုက်ဆိုတာကလက်ရှိမှာဒီဖက်စစ်တွေဒါမှမဟုတ်ဆိုရှယ်လစ်တွေကြီးစိုးနေတဲ့နေရာဖြစ်နေမှာပါဒါကြောင့်လည်း American ရဲ့စကားကို NATO အဖွဲ့ဝင်ဥရောပနိုင်ငံတွေကမလွန်ဆန်ရေးကြတာပါ
မေရိကန်ကိုကိုလိုနီပြုခဲ့မှုတဲ့ဗြိတိရှတွေတောင်မှအမေရိကန်ကိုအာခံဖို့မရေးပါဘူးဒါပေမဲ့လက်ရှိအနေအထားတွေအရအနောက်အုပ်စုဝင်ဥရောပနိုင်ငံတွေကပိုစုစည်းလာကြမဲ့ပုံစံရှိနေပါတယ်အမေရိကန်ဘက်ကသူ့ရဲ့မဟာဗျူဟာကိုအာရှဒေသစီမှာအာရုံစိုက်လာတဲ့အတွက်ကြောင့်ဥရောပဘက်ကိုအာရုံမထားခြင်းတော့ပါဘူးဆိုလိုတာကအမေရိကန်ကလက်ရှိမှာရုရှားထက်တရုတ်ကိုတံပြန်ဖို့အတွက်စိတ်အားထက်သန်နေတာပါဒါရဲ့အကျိုးဆက်ကတော့ဥရောပကိုအမေရိကန်ဘက်ကထောက်ပံ့မှုတွေကာကွယ်ပေးမှုတွေရှော့ချတာပါဥရောပရဲ့စစ်အသုံးစရိတ်ကတရုတ်နဲ့တပြီးမခေါ်ပါဘူး EU နိုင်ငံအားလုံးရဲ့စစ်အသုံးစရိတ်ကဒေါ်လာ233ဘီလီယံရှိပြီးတော့မှတရုတ်ကတော့230မှာပါဥရောပမှာလုံခြုံရေးအရာမဟာဗျူဟာကျတဲ့နေရာ3ခုရှိပါတယ်အဲ့ဒါကတော့မြေထဲပင်လေအနောက်ဘက်ဒေသဘော်လကန်ဒေသနဲ့ဒီရုရှားနဲ့ထိစပ်နေတဲ့အရှေ့ဥရောပဒေသတွေပါဒီနေရာ3ခုထဲမှာရုရှားနဲ့ထိစပ်နေတဲ့နေရာကအရေးအကြီးဆုံးနေရာပါပူတင်ရဲ့ရုရှားနိုင်ငံကဥရောပအတွက်ချင်းချောက်မှုအနေနဲ့ရှိနေခဲ့တာကြာခဲ့ပါပြီလက်ရှိကမ္ဘာနိုင်ငံရဲ့အနေအထားအရလည်းဥရောပနိုင်ငံတွေကအရင်ထက်ပိုပြီးတော့မှစူးစီးလာနိုင်ပါတယ်ဒါကြောင့်ဥရောပစစ်တပ်စစ်ကူလည်းအားကောင်းလာနေပါတယ်ဒါပေမဲ့ဥရောပစစ်တပ်တွေကရုရှားရဲ့ရင်ကိုကောက်ခွေနိုင်မလားဆိုတာကျွန်တော်တို့တစ်ချက်ကြည့်ကြရအောင်ပါပထမဆုံးပြောချင်တာကတော့ဒီဘာသာစကားကွေးပြမှုပါဥရောပစစ်တပ်ကိုဖွဲ့စည်းမယ်ဆိုရင်အရင်ဆုံးကြုံရနိုင်တဲ့အရာကဘာသာစကားကွေးပြမှုပါဥရောပနိုင်ငံတွေရဲ့ရုံးသုံးဘာသာစကားက24မျိုးရှိပါတယ်ဂျာမန်ပြင်သစ်စပိန်ဒတ်ဖင်ဆွီဒင်ပိုလစ်ရှက်စတဲ့ဘာသာစကားတွေမျိုးစုံရှိပါတယ်ဘာသာစကားကိစ္စကဒီသူတို့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့သက်ဆိုင်ပါတယ် EU အဖွဲ့ထဲမှာတော့ဒီအင်္ဂလိပ်အပြင်ဥရောပကလူသုံးများတဲ့ဘာသာစကားတွေကိုလည်းရုံးသုံးအနေနဲ့သတ်မှတ်ထားပါတယ်လူတိုင်းတော့ဒီအင်္ဂလိပ်မဟုတ်တဲ့ဘာသာစကားကိုမပြောတဲ့ကြပါဘူးဂျာမန်ပိုလန်ပြင်သစ်စတဲ့ဒီဘာသာစကားတွေကအခက်အခဲဆုံးတွေမှာပါပါတယ်စပိန်ဘာသာစကားကတော့လွယ်ကူတဲ့အထက်မှာပါပါတယ်ဒါပေမဲ့ဒီဘာသာစကားကွေးပြားနေမှုကစစ်တပ်အနေနဲ့ဖွဲ့စည်းတဲ့နေရာမှာအတားအဆီးဖြစ်စေပါတယ်အရင်ကဥရောပမှာဒီဘာသာစကားမတူလဲစစ်တပ်အနေနဲ့ဖွဲ့စည်းနိုင်တာရှိပါတယ်ဒီ Austria Hungary Empire ရဲ့စစ်တပ်မှာဆိုရင်မတူညီတဲ့ဘာသာစကားတွေကိုသုံးကြပါတယ်အဓိကဘာသာစကားကဒီဂျာမန်ဆိုပေမဲ့လည်းအဲ့ဒီစစ်တပ်မှာဆိုရင်ဘာသာစကား10မျိုးထက်မနည်းကိုသုံးကြပါတယ်လက်ရှိဥရောပမှာတော့ဘာသာစကားတစ်ခုထက်ပိုသုံးတဲ့တရင်ကြီးရှိပါတယ်ဒီတရင်ကတော့ပြင်သစ်ဂျာမန်တရင်ကြီးပါဒီတရင်ကြီးကို1989မှာစားပြီးတော့မှတည်ထောင်ခဲ့ကြတာပါပြင်သစ်စစ်တပ်နဲ့ဂျာမန်စစ်တပ်ရဲ့ပူးပေါင်းမှုတစ်ခုလို့လည်းပြောလို့ရပါတယ်တရင်ကြီးတွေမှာတော့ဒီပြင်သစ်တရင်တစ်ခုနဲ့ဂျာမန်တရင်လေးခုပါဝင်ပါတယ်ဒီတရင်တွေကစစ်မတိုက်ဘူးကြပါဘူးဒီတိုက်ခိုက်ရေးတရင်တွေဖြစ်ပေမဲ့စစ်ပွဲထက်ဒီနိုင်ငံရေးအရာပူးပေါင်းမှုရဲ့ပြရုပ်အနေနဲ့ပဲပြသခံရတာပါဒါကြောင့်တကယ်နဲ့စစ်ဖြစ်လာရင်ဘေးဘာသာစကားနဲ့ပြောဆိုကြမှာလဲဆိုတာကမေးခွန်းထုတ်စီရပါဒါပေမဲ့အဖြေကတော့ကျွန်တော်တို့နေတိုးကိုပဲကြည့်ရမှာပါနေတိုးအဖွဲ့ရဲ့စစ်စင်ရေးတွေမှာအသုံးပြုတဲ့ဘာသာစကားကအင်္ဂလိပ်ပါမတူကွဲပြားမှုတွေရှိပေမဲ့လည်းနေတိုးနိုင်ငံတွေကစီးရေးလက်ချင်းတဲ့အချိန်မှာအင်္ဂလိပ်စကားနဲ့ပဲပြောဆိုဆက်ဆံကြပါတယ်အရင်ခေတ်တွေကစစ်ပွဲတွေမှာဆိုရင်လည်းဘာသာစကားကွဲပြားမှုကအခက်အခဲဖြစ်ပေမဲ့သိပ်ပြီးပြဿနာမရှိပါဘူးဒါကြောင့်လက်ရှိခေတ်မှာတော့ဘာသာစကားကွဲပြားမှုကသိပ်ပြီးခက်ခဲနေမှာမဟုတ်ပါဘူးနောက်တစ်ချက်ကအမေရိကန်မပါရင်ရုရှားကိုမနိုင်ကြတော့ဘူးလားအမေရိကန်သားမပါရင်ဥရောပကဘာမှမဟုတ်ဘူးရုရှားကိုမနိုင်နိုင်ဘူးစတာတွေကိုတွေးဖူးကြပါလိမ့်မယ်ဒါကလည်းအတိုင်းအတာတစ်ခုထိမှန်ပါတယ်စစ်သုံးပစ္စည်းတွေပြီးရင်လေ့ကျင့်ရေးကိစ္စတွေနဲ့ဗျူဟာအရေးတွေမှာအမေရိကန်ဘက်ကစိုးမိုးထားနေတုန်းဖြစ်နေတဲ့အတွက်ပါဒါပေမဲ့အမေရိကန်မပါဘဲရုရှားကိုလုံးဝမဆင်နိုင်တဲ့အနေအထားမျိုးမရှိပါဘူးစစ်ရင်အားနှိုင်းယှဉ်မှုစီကိုတစ်ချက်ကျွန်တော်တို့ကြည့်ကြရအောင်ပါ EU နိုင်ငံစစ်တပ်တွေရဲ့စုပေါင်းလူဝင်အားကရုရှားထဲတာပါတယ် EU မှာလူဝင်အား3သန်းနီးပါးရှိပေမဲ့ရုရှားမှာတော့2.1သန်းဝန်းကျင်ပဲရှိပါတယ်ဒါပေမဲ့လက်ရှိယူကရိန်းစစ်ပွဲကြောင့်တော့ရုရှားမှာစစ်ရင်အား3သန်းနီးပါးရှိနိုင်ပါတယ်ဒါပေမဲ့ယူကရိန်းစစ်ပွဲအပြီးမှာတော့ရုရှားဘက်ကစစ်အင်အားတွေကိုရှော့ချနိုင်ပါတယ်ဒါကြောင့်စစ်မဖြစ်တော့ဘူးလို့ပဲကျွန်တော်တို့တွေးကြည့်ကြရအောင်ပါစစ်မဖြစ်ခင်ကစင်ရင်းတွေအရဆိုရင်ဒီရုရှားရဲ့အမြင့်တဲ့တပ်ဖွဲ့ဝင်အင်အားက8သိန်းနဲ့1သန်းဝန်းကျင်မှာပဲရှိပါတယ် EU ရဲ့အင်အားကတော့1သန်းကနေ1.3သန်းခန့်ရှိတတ်ပါတယ်အရင်တက်အင်အားမှာလည်း EU ဘက်က1.6သန်းကျော်ရှိထားပြီးတော့မှရုရှားက1.2သန်းကျော်ရှိပါတယ်ရုရှားမှာတော့ဒီလက်ရှိစစ်ပွဲကြောင့်စစ်မှုထမ်းတွေခေါ်နေတာတွေရှိပါတယ်ယူကရိန်းစစ်ပွဲမှာလည်းကြားရှုံးတဲ့ဒဏ်ရာရတဲ့သူတွေမနေပါဘူးဒါကြောင့်စစ်ပြီးတော့ရင်အရန်အနေနဲ့ရှိနိုင်တဲ့အင်အားတွေကနေသွားနိုင်ပါတယ်ဥရောပနိုင်ငံတချို့မှာတော့စစ်မဖြစ်ပေမဲ့စစ်မှုထမ်းခေါ်တာတွေရှိပါတယ်ဒါကြောင့် EU ရဲ့လူအင်အားကပိုပြီးများလာနိုင်ပါတယ်စစ်ရေးကိစ္စတွေမှာတော့ဥရောပနိုင်ငံအများစုကနေတိုးကိုစံနမူနာယူပြီးလေ့ကျင့်ပါတယ်ဒါကြောင့်ဒီသူတို့ရဲ့စစ်ရေးလေ့ကျင့်နည်းစနစ်တွေနဲ့လေ့ကျင့်မှုတွေကကောင်းမွန်ကြပါတယ်ဒါပေမဲ့သူတို့ရင်ဆိုင်ရမဲ့သူကစစ်တိုက်ဖူးနေတဲ့ရုရှားနဲ့ပါဒီနေရာမှာတော့ရုရှားဘက်က EU နိုင်ငံတွေတက်တာနေပါတယ်စစ်ရေးလေ့ကျင့်မှုကောင်းတဲ့တက်နဲ့စစ်တိုက်ဖူးတဲ့တက်နှစ်ခုမှာဘယ်ဘက်ကအသာစီးရနိုင်တယ်လဲကိုတော့လက်ရှိအထိညှင်းခုန်နေကြတော့လည်းဖြစ်ပါတယ်လက်တွေ့နေပေမှာတော့တိုက်ဖူးကြတဲ့သူတွေကပဲအသာစီးရတဲ့ကြပါတယ်ရုရှားစစ်တပ်ကသူတို့ရဲ့တိုက်ခိုက်ရေးတပ်တွေကိုယူကရိန်းစစ်ပွဲမှာအတွေ့အကြုံယူခိုင်းပါတယ်ဒါကြောင့်ပဲသူတို့ရဲ့စွမ်းရည်ကလေ့ကျင့်ရေးပဲဆင်းနေရတဲ့ဥရောပနိုင်ငံတွေထက်တော့တာမယ်ဆိုတာကိုပြောစရာလိုမဲမထင်ပါဘူး
နောက်တစ်ချက်ကတော့ဒီစစ်လက်နဲ့နှိုင်းယှဉ်မှုကိုကျွန်တော်တို့ကြည့်ကြရအောင်ပါဒီစစ်လက်နဲ့အပိုင်းမှာလည်းရုရှားဘက်ကတာနေတာကိုတွေ့ရပါတယ်တင်ကားတွေမှာဆိုရင်ရုရှားဘက်ကအစင်းရေ12000ကျော်ရှိပြီးတော့မှ EU မှာတော့9000ကျော်လေးပဲရှိပါတယ်အရှေ့ဥရောပဒေသမှာဆိုရင်ဆိုဗီယက်လက်နက်တွေကိုသုံးနေကြတော့မှာစစ်လက်နဲ့အကြောင်းကိုပြောရင်ယူကရိန်းစစ်ပွဲကကျွန်တော်တို့မပါမှာဖြစ်ပါဒီစစ်ပွဲမှာရုရှားဘက်ကတင်ကားနဲ့တန်ကြပ်ကာရှင်တွေကိုဆုံးရှုံးထားပေမဲ့ပြန်ဖြစ်တင်ဖို့နဲ့အမြင်ပြင်ဆင်ဖို့ကိစ္စတွေမှာအတွေ့အကြုံတွေကောင်းကောင်းရထားပါတယ်အရေးသွေးပိုင်းမှာတော့ဥရောပတင်ကားတွေဘက်ကကောင်းနေကြပါတယ်ဂျာမနီရဲ့လက်ပတ်တူးတင်ကားတွေဆိုရင်ရုရှားရဲ့တင်ကားနဲ့ရှင်ရင်အရေးအသွေးပိုတာပါတယ်တင်ကားတွေကတက်ဖွဲ့ဝင်တွေရဲ့အသက်အန္တရာယ်လုံခြုံမှုကိစ္စတွေမှာအနောက်ဥရောပတင်ကားတွေကပိုကောင်းကြပါတယ်ဒါကလည်းနိုင်ငံတစ်ခုနဲ့တစ်ခုဒီစစ်ပွဲအမြင်ကော်စားမှုနဲ့သက်ဆိုင်ပါတယ်ရုရှားနဲ့တရုတ်တို့လိုဒီအရှေ့အုပ်စုနိုင်ငံတွေကလျှင်မြင်မြင်နဲ့ဒီစစ်ကစားနိုင်ဖို့အတွက်ရည်ရွယ်ပြီးတော့မှတင်ကားတွေကိုတိစောက်ကြပါတယ်ဈေးနှုန်းတက်တာရဲ့လျှင်မြင်တာရဲ့အကျန်းခံတာပြုပြင်ဖို့လွယ်ကူတာစားတာတွေကိုအရှေ့အုပ်စုတင်ကားတွေမှာတွေ့ရပါတယ်အနောက်အုပ်စုဘက်ကတော့လျှင်မြင်မှုထက်ဒီတက်ဖွဲ့ဝင်တွေရဲ့အသက်ကိုပိုပြီးဂရုစိုက်ပါတယ်ဒါကြောင့်အနောက်အုပ်စုထုတ်တင်ကားတွေကရုရှားနဲ့ရှင်ရင်နှေးကြပါတယ်ကုန်ကျစရိတ်အပိုင်းမှာလည်းဒီကောင်းကောင်းတိစောက်ကြတဲ့အတွက်ဈေးပိုပေးရတာမြင်မြင်မတိစောက်နိုင်တာပြုပြင်ဖို့အချိန်လိုအပ်တာစားတဲ့ပြဿနာတွေရှိပါတယ်တန်ကြပ်ကရှင်တွေမှာတော့ဥရောပဘက်ကအရေးအတွက်ပိုတာပါတယ်ဥရောပမှာတန်ကြပ်ကရှင်9000ခွေရှိပြီးတော့မှရုရှားမှာတော့3000ဝန်းကျင်ပဲရှိပါတယ်တန်ကြပ်ကရှင်မှာဒီ EU ဘက်ကတာနေရတဲ့အကြောင်းကတော့သူတို့ရဲ့စီးရေးအမြင်တွေကြောင့်ပါပဲပေါ့ပေါ့ပပနဲ့လျင်မြင်မြင်စစ်ဆင်နိုင်ဖို့အတွက်ရည်ရွယ်ကြတဲ့အတွက်ပါရုရှားဘက်ကတော့ဒီလိုအရာတွေကိုတင်းကားဖက်မှာထိထားပြီးဖြစ်တဲ့အတွက်သိပြီးအသုံးမလိုပါဘူးနောက်ပြီးတော့လည်းဒီရုရှားတွေကဖျက်အားပြင်းပြင်းနဲ့ထိထိရောက်ရောက်ဖြစ်တဲ့လက်နက်မျိုးမှာပဲပုံအော်တဲ့ကြတာပါဒါကြောင့်မဒီအမြောက်အရေအတွက်မှာရုရှားက EU ထက်အရေအတွက်ပိုသားပါတယ်ရုရှားမှာအမြောက်အလဲရေ18000ကျော်ရှိပြီးတော့မှ EU မှာတော့9000ဝန်းကျင်ပဲရှိပါတယ်ရင်တွေနဲ့ဆွေးတော့ရတဲ့အမြောက်အရေအတွက်မှာဆိုရင်ရုရှားကအလဲရေ9500ကျော်ပိုင်ဆိုင်ပြီးတော့မှ EU မှာတော့ဒီ3200ခန့်သာရှိပါတယ်အလွယ်တကူအရွှေ့ပြောင်းလုံနိုင်တဲ့အမြောက်ရှင်တွေမှာရုရှားကအစင်းရေ6500ကျော်ပိုင်ထားပြီးတော့မှ EU ကဒီ2600ဝန်းကျင်ပဲပိုင်ပါတယ်ဒုံးကျည်ပစ်ခတ်တဲ့ရင်တွေမှာဆိုရင်ရုရှားမှာအစင်းရေဒီ3400ဝန်းကျင်ပိုင်ထားပေမဲ့ EU ကတော့1000ခန့်ပဲပိုင်ပါတယ်ဥရောပနိုင်ငံတွေဘက်ကအမြောက်တွေမှာပုံအောကြမဲ့အစားရဟဲရင်တွေမှာပိုသုံးကြပါတယ်ဒီနီလန်ကအမြောက်တွေထက်ပိုပြီးထိရောက်ပေမဲ့စစ်တပ်အရှင်းချင်းဆင်ရင်တော့အလုံးမဖြစ်တဲ့အရာပါလေကြောင်းကောက်ွယ်ရေးစနစ်ကောင်းကောင်းမရှိကြတဲ့ဒီဟူသီဟာမတ်စ်ဟေဇ်ဘိုလာ IS ဘိုကိုဟာရင်အီကိုင်နာစားတဲ့အဖွဲ့တွေကိုနှိမ်နင်းဖို့အတွက်တော့ရဟရင်တွေကအမြောက်ထက်ထိရောက်ပါတယ်ယူကရိန်းစစ်ပွဲလိုဒီစစ်တပ်အရှင်းချင်းဆင်ရတဲ့စစ်ပွဲမှာတော့ရဟရင်ထက်အမြောက်တွေကပဲပိုပြီးအထောက်အကူဖြစ်ပါတယ်ဒါကြောင့်လည်းဒီစစ်ပွဲမှာအမြောက်တွေရဲ့အခမ်းကဏ္ဍကစိုးမိုးထားနေတော့ပါ EU နိုင်ငံတွေဘက်ကတော့ဒီအမြောက်ဆိုတာထဲရဟရင်တို့လိုမျိုးအနိကပြစ်ကူပေးနိုင်တဲ့အပိုင်းကိုစိတ်ဝင်စားကြတယ်ဆိုပေမဲ့ရုရှားနဲ့ရှင်ရဟရင်ကအရေးအတွက်နေနေလေးပါရုရှားမှာရဟရင်အစင်းရေဒီ940ကျော်ရှိထားပြီးတော့မှ EU မှာတော့300ကျော်ပဲရှိပါတယ်တိုက်လျင်အပိုင်းမှာတော့နှစ်ဖက်စလုံးမှာအစင်းရေ1500ဝန်းကျင်နဲ့သိမ့်မခေါ်ပါဘူးဒီရေတက်အပိုင်းကိုကျွန်တော်တို့တစ်ချက်ကြည့်အောင်ပါရုရှားဘက်ကဒီရေတက်အပိုင်းမှာဆိုရင်ရင်ကုန်တင်ဘောတွေကိုပဲအဓိကအယုံစိုက်ပါတယ်ရင်ကုန်တင်ဘောတွေကရေပြင်ပေါ်ကတင်ဘောတွေထက်ရှေ့တန်လုံနဲ့စစ်ကစားနိုင်ပါတယ်ဒါကြောင့်မဲ့ဥရောပကရင်ကုန်တင်ဘောလေးစေ9စင်းထက်ရုရှားဘက်ကအစင်းရင်20ပိုများပါတယ်ဖြတ်တင်ဘော frigate နဲ့ဒီကော်ဘက်စေးရင်ရံတွေမှာတော့ EU ဘက်ကအစင်းရေ100ကျော်ရှိထားပြီးတော့မှရုရှားက26စင်းသာရှိပါတယ်ရဟန်းရင်တွေနဲ့ဒီလေယာဉ်တင်ဘောတွေမှာလည်း EU က6စင်းနဲ့ရုရှားက1စင်းပဲရှိပါတယ်ဒီ1စင်းဆိုတာကလည်းရုရှားဘက်ကမသုံးတာတာခဲ့ပါပြီရုရှားကတော့ဒီရေတန်းနဲ့လေတပ်တွေထက်မြေပြင်ကတပ်တွေကိုပဲအဓိကထားတဲ့နိုင်ငံပါပထဝီဝင်အရာမှာလည်းဒီရုရှားကတိုက်ကြီးနှစ်ခုကိုခွာထားတဲ့အနေအထားရှိတဲ့အတွက်မြေပြင်တပ်တွေကိုပိုအလေးပေးထားတာပါဒီပထဝီဝင်အနေအထားတွေကဒီစေးရစ်အမြင်တွေကိုလည်းဖြစ်စေပါတယ်အမေရိကန်ဆိုရင်ဒီအရှေ့နဲ့အနောက်မှာရေပြင်တွေရှိနေတဲ့အတွက်ရေတန်းနဲ့လေတပ်အင်အားကိုပိုပြီးအလေးပေးထားပါတယ်ကျွန်းနိုင်ငံဖြစ်တဲ့ UK ဆိုရင်လည်းရေတပ်ကိုအားထားကြတာပါဒါတွေကတော့ဒီစေးရင်ကအဆင့်အနေနှိုင်းကျင်ချက်တွေဖြစ်ပါတယ်ဒီတစ်ခါမှာတော့ဒီစေးရစ်အသင်းဖြစ်မှုကဘယ်လောက်ရှိသလဲဆိုတာကိုတစ်ချက်နှိုင်းယှဉ်ကြည့်ကြရအောင်ပါစေးရအဆင့်တွေကစေးရစ်အသင်းဖြစ်မှုကိုတက်ရောက်တတ်ပါတယ် GFP ရဲ့ပြုစုမှုစီးရင်တွေမှာတော့ EU နိုင်ငံတွေထဲမှာအင်အားအကြီးဆုံးကပြင်သစ်အီတလီနဲ့ဂျာမနီပါ UK ကတော့ EU နိုင်ငံမဟုတ်တော့ပါဘူးဒါပေမဲ့ဥရောပနိုင်ငံအနေနဲ့ဆိုရင်တော့အင်အားအကြီးဆုံးပါဒီ EU နိုင်ငံတွေကအီတလီအကြောင်းကိုအရင်ပြောပါမယ်တကယ်လို့သာရုတ်တရက်စစ်ဖြစ်လာရင်အီတလီရဲ့စစ်သည်14000ကသာတိုက်ပွဲဝင်ဖို့အသင့်အနေထားမှာပဲရှိနေတာပါဒီပမာဏက EU စစ်သားစုပေါင်းရဲ့3.8%ပဲရှိနေတာပါစစ်လက်နက်တွေအတွက်ဆိုရင်80%ကအသင့်ဖြစ်နေမှာသာစစ်ပွဲကိုရင်ဆိုင်နိုင်မှာပါဒါပေမဲ့အီတလီမှာရှိတဲ့တင်းကားတဝက်လောက်ကပဲစစ်ပွဲအတွက်အသုံးပြုလို့ရပါတယ်ပြင်သစ်မှာလည်းဒီလိုပါပဲပြောရရင်သူတို့စီမှာတင်းကားအစင်400ကျော်ရှိနေရင်200ကျော်ကပဲဆက်ရှင်ဒီစစ်မြေပြင်ကိုတွားနိုင်တာပါ EU နိုင်ငံတွေထဲမှာဆိုရင်ဂျာမနီက
စစ်အုံစရိတ်အများဆုံးဖြစ်တယ်လို့ကမ္ဘာပေါ်မှာလည်း၈ခုမြောက်စစ်အုံစရိတ်များတဲ့နိုင်ငံပါဒါပေမဲ့ဂျာမနီမှာသုံးနေတဲ့ဒီတိုင်ဂါတိုက်ခိုက်ရေးရဟတ်ယာဉ်50-30တွေမှာ85ပဲစစ်မြေပြင်မှာအသုံးပြုလို့ရနိုင်ပါတယ်စစ်သုံးထောက်ပံ့ရေးရဟတ်ယာဉ်90ရှိပေမဲ့လည်းစစ်25ပဲစစ်ပွဲအတွက်အသင်းဖြစ်နေပါတယ်စစ်တပ်တစ်ခုကစစ်မြေပြင်အတွက်အသင်းဖြစ်မဖြစ်ဆိုတာကိုအလွယ်သိချင်ရင်တော့သူတို့ရဲ့လေတပ်ကိုကြည့်ရပါတယ်လေယာဉ်တွေဆိုတာကတိုက်ခိုက်မှုတွေဖြစ်လာရင်အမြင့်ဆုံးတုံ့ပြန်လို့ရတဲ့အရာပါနောက်ပြီးတော့မှပြုပြင်ထိန်းသိမ်းစရိတ်တွေနဲ့ဈေးနှုန်းတွေကလည်းကြီးပါတယ်ဂျာမနီထဲမှာအသုံးပြုနေတဲ့ Eurofighter Typhoon တိုက်လေယာဉ်အစင်း120ကျော်တွေမှာစစ်စင်းကပဲအသင်းဖြစ်နေပါတယ်တော်နာဒိုတိုက်လေယာဉ်မှာဆိုရင်လည်း90-30ရှိထားပေမဲ့26စင်းလောက်ကပဲလုံဝအသင်းဖြစ်နေတာပါဂျာမနီဆိုတာကဒီအနောက်ဥရောပမှာရှိနေပေမဲ့ရုရှားနဲ့စစ်ဖြစ်ခဲ့ရင်မဟာမိတ်တွေကိုအရင်ဆုံးကာကွယ်ပေးရမယ့်နိုင်ငံပါဒီနိုင်ငံရဲ့လေတပ်ကစစ်ပွဲအတွက်အသင်းဖြစ်မနေပါဘူးလေတပ်မှာတင်ဒီကိစ္စရှိနေတာမဟုတ်ပါဘူးဒီအစားတက်ဖွဲ့ကြီးတွေမှာလည်းအသင်းမဖြစ်တဲ့ပြဿနာရှိပါတယ်2018ကမှတ်တမ်းတွေအရဆိုရင်ဂျာမနီရဲ့လက်ပတ်တူတင်ကအစင်း220ကျော်တွေမှာ105စင်းနဲ့ဒီဖရီဂိတ်တင်ပေါ်စစ်3စင်းတွေက5စင်းကပဲစစ်ပွဲအတွက်အသင်းဖြစ်နေပါတယ်ဂျာမနီရေတပ်မှာရင်ကုန်တင်ပေါ်6စင်းလောက်ရှိပါတယ်ဒါပေမဲ့တစ်စင်းမှစစ်ပွဲအတွက်အသုံးပြုလို့မရပါဘူးပြင်သစ်ဆိုတာကဒီ EU ထဲမှာအင်အားအတောင်းနဲ့ဆုံးနိုင်ငံပါအမေရိကန်ကလည်းပြင်သစ်ကိုအင်အားကောင်းတဲ့မဟာမိတ်အနေနဲ့မြင်ပါတယ်တကယ်လည်းပြင်သစ်ကဒီဥရောပနိုင်ငံတွေမှာစစ်ရေးတာဝန်တွေကိုအများဆုံးလုပ်နေတဲ့နိုင်ငံပါဒါပေမဲ့ဥရောပမှာစစ်ဖြစ်လာခဲ့ရင်ပြင်သစ်ကလည်းမခံနိုင်ပါဘူးပြင်သစ်စစ်တပ်ရဲ့အသင်းဖြစ်မှုအကြောင်းတွေကရှိုးဝက်တတ်ပါတယ်2019ခုနှစ်ကမှတ်တမ်းတွေအရဆိုရင်ပြင်သစ်ရဲ့ဒီလက်ကလက်တင်က64ရာခိုင်နှုန်းကပဲစစ်ပွဲအတွက်အသင်းဖြစ်ပါတယ် AMH10 အပေါ်စားတင်ကားမှာဆိုရင်59ရာခိုင်နှုန်းဒီ VVCI တန်ချက်ကချင်းမှာ80ရာခိုင်နှုန်းဘိုက်တန်ချက်ကချင်းမှာတော့46ရာခိုင်နှုန်းကပဲအသင်းဖြစ်ကြပါတယ်ပြင်သစ်ရဲ့အနေအထားကစိုးရုံလွန်းတာမဟုတ်ပေမဲ့သဘောကျစရာကောင်းတာလည်းမဟုတ်ပါဘူးတခြား EU နဲ့ဆင်ရင်တော့တာနေသေးတယ်လို့ပဲပြောရမှာပါပြင်သစ်ရဲ့ဒီအသင်းမဖြစ်မှုကအာဖရိကမှာရင်ဆိုင်နေရတဲ့စစ်စင်ရေးတွေကြောင့်လို့တော့အမေရိကန်ဘက်ကယူဆပါတယ်အာဖရိကဒေသမှာပြင်သစ်ကစီးရေးအရာဖြန့်ကျက်မှုတွေလုပ်ပါတယ်အာဖရိကမှာရင်ဆိုင်နေရတဲ့ပြဿနာတွေရှိတဲ့အတွက်ပြင်သစ်ဘက်ကဒီနေရာတွေကိုပဲပိုအာရုံစိုက်ခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်တွေကစပြီးတော့မှစစ်အုံစရိတ်တိုးမြင့်တာတွေလုပ်ခဲ့ပေမဲ့အပိုပစ္စည်းဝယ်ယူမှုမှာတော့ငွေထုံးမပေးတော့ပါဘူးအပိုပစ္စည်းဝယ်ယူဖို့အတွက်ကန့်သတ်လိုက်တာကပြင်သစ်စစ်တပ်ကိုအသင်းမဖြစ်စေတဲ့အကြောင်းအရင်းတွေပါလာပါတယ်စစ်သုံးပစ္စည်းတွေဆိုတာကပြုပြင်ထိန်းသိမ်းရတဲ့အရာတွေပါဒီပြင်သစ်အစိုးရရဲ့ကန့်သတ်မှုကြောင့်ပဲစစ်ဖြစ်လာရင်တန်ချက်ကတက်တွေကစစ်ပွဲတွေကိုဝင်ရောက်လို့မရနိုင်တဲ့အခြေအနေရှိနေပါတယ်ဒါကဒီ EU တွေကအင်အားအတောင်းတဆုံးဖြစ်တဲ့ပြင်သစ်နိုင်ငံရင်ဆိုင်နေရတဲ့ပြဿနာပါအမြောက်ကဏ္ဍမှာဆိုရင်လည်းစစ်ပွဲဖြစ်လာခဲ့ရင်၄ရက်အတွင်းမှာပဲအမြောက်ကြေတွေကကုန်သွားနိုင်တယ်ဆိုပြီးတော့မှပြင်သစ်လွှတ်တော်အမတ်တွေကပြောထားခဲ့ပူပါတယ်လက်ရှိရှိနေတဲ့အမြောက်ကြေပမာဏကိုထုတ်လုပ်မယ်ဆိုရင်လည်းအချိန်2နှစ်လောက်ကိုလိုပါတယ်စစ်ပွဲဖြစ်လာရင်ထုတ်လုပ်မှုကဒီမြန်လာနိုင်တယ်ဆိုပေမဲ့လက်ရှိအနေအထားနဲ့သာဆက်တော့ရင်တော့စစ်ပွဲမှာသူတို့ရုန်းကန်ရမှာပါဒါက EU တွေကအင်အားအကောင်ဆုံး3နိုင်ငံရဲ့လက်ရှိအနေအထားတွေပါကျန်တဲ့နိုင်ငံတွေဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေတွေ့ကြည့်လို့ရပါတယ်ရုရှားနဲ့ရင်ဆိုင်ရမယ်ဆိုရင် EU နိုင်ငံတွေရဲ့ဒီစုစုပေါင်းစစ်တပ်25ရာခိုင်နှုန်းကတိုက်ခိုက်မှသာရင်ဆိုင်လို့ရမှာပါဒါကလည်းစစ်ပွဲအတွင်းကထိခိုက်မှုတွေကိုထိတွေ့ရမှာပါဒီထိခိုက်မှုတွေသာပါလာခဲ့ရင် EU ဘက်ကလက်ရှိရုရှားကိုကောင်းကောင်းရင်မဆိုင်နိုင်သေးပါဘူးအမေရိကန်ရဲ့လက်နက်တွေအပိုပစ္စည်းတွေနဲ့အစားအရာတွေကိုမိခိုနေရတဲ့ EU အတွက်တော့ကိုကောက်ကွယ်ဖို့ကအဆင်လိုပါတယ်နောက်ပြီးတော့မှ EU နိုင်ငံအများစုကစစ်ရေးအရာပူးပေါင်းဆောင်ရွက်မှုတွေတိတ်မရှိပါဘူးနေတိုးရဲ့အောက်ကနေသာပူးပေါင်းဆောင်ရွက်တာတွေပဲရှိပါတယ်ဒီတစ်ခါမှာတော့ဒီစစ်ရေးအရာပူးပေါင်းမှုအားနည်းနေသေးတဲ့ EU အကြောင်းကိုကျွန်တော်တပါးလေးပြောပေးတော့ပါမယ် EU နိုင်ငံတွေရဲ့စံပြူတနက်တွေကအမျိုးအစားဆုံးပါတယ် MK556 ကိုဂျာမနီကအသုံးပြုပြီးတော့မှ HK416 ကိုပြင်သစ်ကသုံးပါတယ် AR7060 ကိုအီတလီကသုံးတယ်လို့ပိုလန်ကတော့ဒီ SCAR ကိုအခြေပြုတဲ့တနက်အမျိုးအစားသုံးပါတယ်အရှေ့ဥရောပနိုင်ငံတွေမှာတော့ AK ကိုအခြေခံထားတဲ့တနက်တွေကိုသုံးပါတယ် EU နိုင်ငံတွေရဲ့ကြေစံတွေက NATO စံပြူကြေဖြစ်တဲ့ 556 ကြေတွေပါခေယံကိစ္စမှာတော့အကုန်လုံးဒီပါကတူညီကြတဲ့အတွက်ပြဿနာမရှိနိုင်ပါဘူးဒါပေမဲ့အများလိုအပ်လာရင်ပြဿနာတွေဖြစ်လာနိုင်ပါတယ်တူညီတဲ့ကြေအမျိုးအစားကြောင့်ပဲခေယံမျှဝေမှုအပိုင်းမှာအားနည်းချက်တွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်ပါလက်နဲ့ကြည့်တွေဘက်ကိုပြောရရင်တော့တော်နယ်ဒိုအမျိုးအစားဘက်စုံသုံးတိုက်လေယာဉ်ကိုသုံးနေကြတာတွေရှိပါတယ်ဒီလေယာဉ်ကဥရောပနိုင်ငံတွေရဲ့ပထမဆုံးပူပေါင်းထုတ်လုပ်တဲ့လေယာဉ်ပါ1984ကနေ1998အထိဒီလေယာဉ်တွေကိုထုတ်လုပ်ခဲ့ပါတယ်တော်အိုဟောင်းနေပြီဖြစ်ပေမဲ့ဂျာမနီနဲ့အီတလီလေတပ်တွေကလက်ရှိအထိသုံးနေကြတော့ပါမြင်းပြင်တပ်တွေအတွက်အထောက်အကူဖြစ်စေတဲ့တန်ချက်ကချင်းမှာဆိုရင်ဘောက်ဆာတွေကိုဥရောပနိုင်ငံတွေကထုတ်လုပ်ပြီးအသုံးပြုကြပါတယ်ဂျာမနီနယ်သာလန် UK နဲ့လေသူယေနီးယားနိုင်ငံတွေကဒီတန်ချက်ကချင်းတွေကိုသုံးကြပါတယ်ဒရုန်းတွေအပိုင်းမှာလည်းဥရောပဒရုန်းအနေနဲ့ထုတ်လုပ်ကြတာတွေရှိပါတယ်အီတလီပြင်သစ်ဂျာမနီနဲ့စပိန်နိုင်ငံတွေကဥရောပဒရုန်းတွေကိုထုတ်လုပ်အသုံးပြုပါတယ်နယ်သာလန်ရဲ့ဒီ NH19 ရဟဲရှင်ကိုလည်းနယ်သာလန်ဂျာမနီပြင်သစ်နဲ့အီတလီတို့ကသုံးကြပါတယ်
နော်ဝေမှာလည်းဒီဟဲရင်ကိုတုံးဖို့အတွက်ဆေးလေးစင်းကိုမှာယူခဲ့ပူပါတယ်ဒါပေမဲ့ဒီရှစ်စင်းရဖို့အတွက်220လောက်ကိုကြာသွားခဲ့ပါတယ်ဒါကြောင့်နော်ဝေဘက်ကရော်ဂျင်းငွေအနေနဲ့ဒေါ်လာ925သန်းကိုပေးဖို့တောင်းထားပါတယ်လက်နက်ထုတ်လုပ်ရေးအပိုင်းမှာပူးပေါင်းဆောင်ရွက်မှုတွေရှိနေပေမဲ့ထုတ်လုပ်ဖို့အတွက်အချိန်ကကြာမြင့်တတ်ပါတယ် EU နိုင်ငံတွေထဲမှာလက်နက်ထုတ်လုပ်မှုလုပ်ငန်းကြီးတွေရှိနေတဲ့နိုင်ငံတွေကတော့ဂျာမနီနဲ့ပြင်သစ်ပဲရှိပါတယ်ဒီနိုင်ငံတွေရဲ့လက်နက်ထုတ်လုပ်မှုကပုံမှန်အတိုင်းဆိုရင်ကြာတတ်ပါတယ်ဒီလိုကြာမြင့်တတ်တာကြောင့်ပဲ American ထုတ်လက်နက်တွေနဲ့လေယာဉ်တွေကိုပဲဥရောပနိုင်ငံတွေကမှာယူအသုံးပြုကြပါတယ် American ကလည်းလက်နက်ထုတ်လုပ်မှုအပိုင်းမှာသိမမြင်ပါဘူးဥရောပနဲ့ရှင်ရင်သာမြင်တာပါလက်နက်ထုတ်လုပ်မှုမှာပူးပေါင်းကြတာတွေရှိပေမဲ့အချိန်ကြာမြင့်တဲ့အရာက EU အတွက်တော့ပြဿနာတစ်ခုပါ2020နှစ်မှာဆိုရင်ပြင်သစ်နဲ့ဂျာမနီကပူးပေါင်းထုတ်လုပ်မဲ့ဥရောပတင်ကားစီမံကိန်းမှာပိုလန်ကနှုတ်ထွက်တော့ပါတယ်အကြောင်းကတော့အချိန်ကြာမြင့်ခဲ့တဲ့အတွက်ပါဒီနောက်မှာတော့ပိုလန်အစိုးရဘက်က American စီကနေ M1 Abrams တင်ကအစင်းရေ250ကိုမှာယူခဲ့ပါတယ်တောင်ကိုရီးယားစီကနေလည်းလက်နက်တွေဝယ်ယူခဲ့ပါတယ်လက်တော်မှာတော့ပိုလန်ကဒီတောင်ကိုရီးယားလက်နက်တွေကိုမျက်စိကျလာပါတယ်ထုတ်လုပ်မှုအချိန်ကမြန်ဆန်တတ်တာပြီးအကြီးအသွေးပြေဝတာနဲ့ဈေးနှုန်းတက်တာတဲ့အတွက်အရှေ့ဥရောပနိုင်ငံအချို့ကတောင်ကိုရီးယားလက်နက်တွေကိုစိတ်ဝင်စားလာတာပါဒါပေမဲ့ American လက်နက်တွေကိုလည်းဝယ်ယူကြတော့မှာပိုလန်ဘက်ကဒီ American ရဲ့ HIMARS အစင်းရေ900အထိဝယ်ယူခြင်းတဲ့သဘောတွေပြခဲ့ပါသေးတယ်လက်နက်ထုတ်လုပ်မှုအပိုင်းမှာဒီအနောက်ဥရောပနိုင်ငံတွေရှိပေမဲ့အရှေ့ဥရောပနိုင်ငံတွေကတော့အားမကိုကြပါဘူးအနောက်ဥရောပကိုအားကိုမဲ့အစား American နဲ့ဒီအစားမဟာမိတ်တွေရဲ့လက်နက်တွေကိုပဲအားကိုကြတာပါယူကရိန်းစစ်ပွဲကြောင့်ဒီအရှေ့ဥရောပနိုင်ငံတွေဘက်ကလက်နက်တပ်ဆင်ရေးအပိုင်းကိုဦးစားပေးလာခဲ့ပါတယ်ပိုလန်ကတော့ဥပမာပါပဲဒီယူကရိန်းစစ်ပွဲမဖြစ်ခင်ကတည်းကပိုလန်ကလက်နက်တပ်ဆင်မှုတွေလုပ်လာနေခဲ့တာပါ EU နိုင်ငံတွေထဲမှာရုရှားနဲ့ရင်ဆိုင်ဖို့တက်တက်ကြောကြောရှိတာကပိုလန်ပဲရှိပါတယ်အရင်ကတော့ယူကရိန်းစစ်ပွဲမဖြစ်ခင်မှာပိုလန်က American စီကနေပဲလက်နက်တွေကိုပို့ပြီးတော့မှဝယ်ယူပါတယ်လက်ရှိမှာတော့ EU ဘက်ကစစ်အသုံးစရိတ်ကိုဒေါ်လာ840ဘီလီယံအထိတိုးမြင့်အသုံးပြုမယ်လို့ပြောထားပါတယ် EU မဟုတ်ပေမဲ့ဥရောပတိုက်ခိုက်ကနိုင်ငံဖြစ်တဲ့ UK ကလည်းစစ်အသုံးစရိတ်ကို GDP ရဲ့ 2.5% အထိအသုံးပြုမယ်လို့ကြေညာထားပါတယ်ဒီလိုအသုံးပြုနိုင်ဖို့အတွက်နိုင်ငံခြားထောက်ပံ့ငွေတွေကိုရှော့ချမယ်ဆိုပြီးတော့လည်းပြောထားပါတယ် UK ကဥရောပတိုက်ထဲမှာအင်အားအကြီးဆုံးပါရုရှားကိုဥရောပတိုက်ထဲထည့်ရင်တော့ဒုတိယအင်အားအကြီးဆုံးဖြစ်လာမှာပါယူကရိန်းစစ်ပွဲမှာလည်း UK ဘက်ကထောက်ပံ့မှုတွေတော်တော်လုပ်ထားပါတယ်ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းမှာဆိုရင်ယူကရိန်းနိုင်ငံအော်ဒက်ဆာစစ်ကဲမှာရပ်ထားတဲ့သင်္ဘောတစ်စင်းကိုရုရှားဘက်ကမက်ဆိုင်တွေနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်ဒီသင်္ဘောက UK လက်နက်တွေကိုတည်ဆောင်လာပေးတဲ့ကုန်သင်္ဘောတစ်စင်းပါပြီးခဲ့တဲ့ရက်တွေကဒီ UK မှာလုပ်ခဲ့တဲ့ယူကရိန်းအရေးညီလာခဲ့အပြီးမှာတော့ဝန်ကြီးချုပ်ကီယာစတာမာဘက်ကကြေညာချက်တစ်ခုထုတ်ပြောထားပါတယ်ဒါကတော့ယူကရိန်းကိုငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေဆေလွှတ်မဲ့ကိစ္စမှာ UK နဲ့ပြင်သစ်အပြင်အခြားဥရောပနိုင်ငံတွေကပါဝင်လာနေပြီဆိုတဲ့အကြောင်းပါဒီကိစ္စကို American စီတင်ပြမယ်လို့လည်းသူကပြောပါတယ် American ဘက်ကခွင့်ပြုမပြုကိုတော့မသိရသေးပါဘူး American ပေါ်မှာမိခိုနေရမှုကဘလောက်အရေးကြီးတယ်လဲဆိုတာကိုဒီနေရာမှာကျွန်တော်တို့တွေ့ရမှာပါ American ဘက်ကဥရောပနိုင်ငံတွေအနေနဲ့ American ကိုမမိခိုစေချင်တော့ပါဘူးဒါပေမဲ့ဥရောပနိုင်ငံတွေရဲ့ဒီတပ်ဖွဲ့ဝင်ဆေလွှဲရေးစစ်ကူကိုတော့ Trump ဘက်ကကန့်ကွက်မဲ့သဘောရပါတယ်အကြောင်းကတော့ဒီဥရောပမှာတင်းမာမှုတွေရှော့ချရှင်နေတဲ့အတွက်ကြောင့်ပါဥရောပနိုင်ငံတွေဘက်က American ကိုမမိခိုတော့ပဲ EU Army အနေနဲ့စူးစီးကြရင်အရေးကြီးဆုံးအရာရှိနေပါတယ်ဒါကတော့ဘသူကဥဆောင်မလဲဆိုတာကိုပါအဲ့တော့ရွေးရခက်တဲ့ဥဆောင်မှုအကြောင်းကိုလည်းကျွန်တော်ဆက်ပြီးပြောပါမယ် EU နိုင်ငံတွေကိုဥဆောင်ရမယ့်အပိုင်းမှာဘယ်နိုင်ငံတွေကဥဆောင်တင်တယ်လဲဆိုတာရွေးချယ်ရခက်ပါတယ်နေတိုးမှာဆိုရင်တော့ American ကဥဆောင်ပါတယ် EU ရဲ့အရှမ်းသာဆုံးနိုင်ငံတွေထဲမှာဂျာမနီကထိပ်ဆုံးမှာရှိပါတယ်ဒါပေမဲ့ဂျာမနီက EU တွေမှာအင်အားအကြီးဆုံးမဟုတ်ပါဘူးပြင်သစ်ကပဲအင်အားကြီးတာပါ EU မဟုတ်ပဲဒီနေတိုးအဖွဲ့ဝင်ဥရောပနိုင်ငံတွေအနေနဲ့စုဖွဲ့ကြရင်တော့ UK ကိုလည်းကျွန်တော်တို့ထိပြီးတော့မှစဉ်းစားကြမှာပါဒါပေမဲ့ UK ဘက်ကဥဆောင်ချက်ပုံမရပါဘူးယူကရိန်းကိုတပ်ဖွဲ့ဝင်ဆေလွှမ်းမဲ့ကိစ္စမှာဆိုရင်ဗြိတိန်က Trump ကိုပဲတောင်းတနေကြတာပါအရှမ်းသာဆုံးဖြစ်တဲ့ဂျာမနီကိုဥဆောင်ခိုင်းဖို့ဘယ်သူမှသဘောမတူကြပါဘူးအတိတ်ကဒီကမ္ဘာစစ်နှစ်ခုစလုံးကိုဂျာမနီဘက်ကစာခဲ့တာကြောင့်လည်းပါပါတယ်နောက်ပြီးတော့မှဂျာမနီကဒီစင်အင်အားတောင်းတနေမရှိပါဘူးအီတလီနဲ့စပိန်တို့လိုနိုင်ငံတွေကိုဥဆောင်ခိုင်းရင်လည်းသူတို့စီမှာဥဆောင်နိုင်ဆုံးမရှိပါဘူးငွေကြေးအရာရောစစ်ရေးအရာပါဒီနိုင်ငံတွေကအတွေ့အကြုံသိမရှိပါဘူးပိုလန်နဲ့ဒီဘော်လ်တစ်နိုင်ငံတွေကတော့ဥဆောင်နိုင်ဆုံးရှိပေမဲ့ရုရှားနဲ့နီးကပ်နေတဲ့အတွက်ကြောင့်အဆင်မပြေပြင်ပါဘူးရန်သူနဲ့နီးကပ်လုံးနေရင်စစ်ပွဲကဖြစ်ကိုဖြစ်လာနိုင်ပါတယ်ပြင်သစ်စီမှာတော့ဥဆောင်နိုင်ဆုံးရှိပါတယ်ဒါပေမဲ့ပြင်သစ်ဘက်ကဥဆောင်ဖို့အတွက်တွေ့ဝေနေတော့မှာနျူကလ িয়ার ထိရိတ်ကိုလုပ်ချင်နေပေမဲ့ဒါကလည်းအပြောပဲရှိပါသေးတယ်တကယ်ဥဆောင်ဖို့ပြောရင်တော့ပြင်သစ်ဘက်ကအကြောင်းတွေပြပြီးရှောင်တော့နိုင်ခြင်းများပါတယ်ဒီလိုဥဆောင်ဖို့ကအမေရိကန်ပဲလုပ်နိုင်တဲ့အရာပါငွေကုန်ကြားမှုများတာနဲ့စီးရင်အင်အားတောင်းနေတာစားတဲ့အချက်တွေကိုကိုက်တွယ်နိုင်တာကအမေရိကန်ပဲရှိနေတာပါအတူရှော့ရရင်တော့ EU နဲ့ဥရောပနိုင်ငံတွေကရုရှားကိုရင်ဆိုင်လို့မရနိုင်ပါဘူးအမေရိကန်မှာပါတဲ့ရင်ဆိုင်မှုမှာရုရှားကိုရှုံးနေရမှာပါဒီကမ္ဘာစစ်တစ်ခုစလုံးမှာဆိုရင်အမေရိကန်ပါဝင်လာမှပဲအနိုင်အရှုံးကပေါ်လာခဲ့တာပါယူကရိန်းစစ်ပွဲကိုဥရောပနိုင်ငံတွေကထောက်ပံ့ဖို့အတွက်
မဖြေးနိုင်တာမဟုတ်ပေမဲ့ဥရောပနိုင်ငံတွေကယူကရိန်းအတွက်ငွေသိမ်းမကုန်ချင်ကြပါဘူးဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲခင်ဗျဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်နေ့တွေမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးနေအောင်ပါမို့ဆောင်းမြကြည့်ကြပါအောင်ခင်ဗျနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်တွေ့ကြရအောင်ပါ